Namo tata bhagavato arahato dhammam dhammam data taranarone narangaya chausa khune mematabre traumdonya chisa khune khune narola pyadula adwa hosra khudine naranasa ngaune sanala bai December la adwa dalasa hosran ji ne chawyan sawyan atwat ko misu ko pyo pya pi ma phit ba le kya di la atwin ma 4 ရက်12လ2025 Jazabri နေ့ဟာနရောလာပြီနေ့ဖြစ်ပြီးတော့ပြဿနာနေလည်းဖြစ်ပါတယ်ထို့အတူ18ရက်12လ2025 Jazabri နေ့ဟာနရောလာကွယ်ရက်လည်းဖြစ်ပြီးတော့ပြဿနာရက်လည်းဖြစ်တယ်ထို့အတူလာပြီရောလာကွယ်ရောဟာမိတ်ဆွေတို့အတွက် Jazabri နေ့ဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အတွက်ဒါလေးကိုတော့ဆရာနောက်ခေါ်ပြပေးပါမယ်ပြန်ပြောပြပါမယ်ခင်ဗျာ4ရက်12လ2025 Jazabri နေ့ဟာနရောလာပြီနေ့ဖြစ်ပြီးတော့18ရက်12လ2025 Jazabri နေ့ဟာပဲနရောလာကွယ်နေ့ဖြစ်ပါတယ်ဒီလအတွင်းမှာငကားဥကောင်းအပြောင်းလဲရှိပါတယ်16ရက်12လ2025အင်္ဂါနေ့တွင်ငကားကောင်းဟာအရှိအယမှနေ၍တောင်ရက်သို့လှည့်ပါမယ်ဒီလအတွင်း16ရက်12လ2025အင်္ဂါနေ့ဟာငကားကောင်းဟာငကားရဲ့ဥကောင်းဟာအရှိအယကနေပြီးတော့တောင်ရက်သို့လှည့်ပါမယ်ထို့တူအမိကမြောက်ရက်ဝမ်းကအနောက်ရက်ကြောကအရှိအယသို့အတိအတည်ရှိနေကြပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့နန်းနဲ့နဂါမလွယ်စားနဲ့ဆိုတဲ့အတိုင်းရှီးထုံးလည်းမပဲကောင်းကြောင်းဈေးထုံးလည်းမလွယ်ကောင်းကြောင်းနဲ့မိတ်ဆွေတို့ရဲ့လိုရာကိစ္စအိမ်မှုအပြောင်းရွှေ့နန်းနဲ့နဂါဆိုင်ရာကိစ္စလေးတွေမှာတော့ချီလူကြီးအဆိုအမတ်တွေကိုလည်းမပြတ်ွယ်ပြုတင်ကြောင်းနဲ့မိတ်ဆွေတို့ဒါလေးတွေမှာတာမန်အဖြစ်သတိပြုစင်နေဖို့လိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့နဂါကောင်းကအဓိကကတော့တောင်ရက်အရှိရက်ကနေပြီးတော့16ရက်နေကြရင်တောင်ရက်တို့လှည့်ပါမယ်ဆိုတာလေးဆရာထပ်လောင်းပြောကြားလိုက်ပါတယ်ဒီ17လပိုင်းအတွင်းမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများမှာဆိုရင်လည်းအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအစားအသောက်လေးတွေနဲ့ပတ်သက်တာလေးတွေအစားမားတာမျိုးလေးတွေအပူအဆက်အေးအစားရှိတဲ့အရာလေးတွေမှာတော့ကိုနဲ့မတည့်တဲ့အစာလေးမှာအလွန်ကျူးမစားဖို့လိုအပ်ကြောင်းနဲ့အစာရည်စီးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေဝမ်းဖိုက်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမန်ထက်ကိုတတိထားတင်ပြီးတော့အသက်အပြည့်ငယ်ရွယ်တဲ့ကလေးငယ်လေးတွေကျမ်းမာရေးရှူကြတာမျိုးခမဲလူတာမျိုးလေးတွေတော့ဖြစ်တတ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အသက်ငယ်သောကလေးငယ်လေးကိုလည်းအထူးသဖြင့်ဂယုဆိုင်တတိထားရန်လိုအပ်ပါတယ်ငါကသွေးတိုးသွေးတက်အရှိကအားဖြင့်ချိတဲ့မိတ်ဆွေများကိုဒီကာလမှာအတက်စာတွေသွေးတိုးစာတွေသွေးတက်စာတွေကိုတတိပြုဆင်ញင်တက်ကြောင်းအသက်ကြီးသူများကိုလည်းတတိပေးဆင်ញင်ကြောင်းတင်ကြောင်းဆရာထပ်လောင်းပြောလိုက်ပါတယ်ဒီလအတွင်းမှာခရီးသွားဆိုင်ရာကိစ္စတွေပြုလုပ်ရန်အားသာကောင်းမှုပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးအပြောင်းအလဲနဲ့ပတ်သက်တာမျိုးယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တာမျိုးတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းရွှေ့လေးတွေများများလှုပ်ဆောင်တာမျိုးငကိုကယာလူတက်ဖို့ယာလူတိုးဖို့မျှော်လင့်နေတဲ့မိတ်ဆွေများ17လပိုင်းတွေမှာများများပြုလုပ်ရန်လိုအပ်ပြီးတော့ဒီနေရာကြီးကနေတန်ရုံးစင်တွေ့ပြီးတော့မဖြတ်နိုင်မနဲ့အခြားတစ်နေရာကိုပြောင်းဖို့ပြီးတော့ခတ်နေတဲ့မိတ်ဆွေများကတော့ဒီကာလအတော်တွေမှာရဲရဲကြီးစုပ်ဖြတ်ရဲရဲကြီးတိုက်ရဲရဲကြီးစုပ်ဖြတ်ပြီးတော့လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ပိုင်ဆိုင်တိုးတက်အဆင်ပြေပြီးတော့ကံကောင်းမှုနဲ့ခွင့်ရေးကောင်းတွေရရှိစေမှာအသေးချာပဲဖြစ်တဲ့အတွက်လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနဲ့အပြောင်းလဲနဲ့နေရာထိုင်ခင်းတွေလှုပ်လှုပ်ရှားရှားလူလှုပ်လှုပ်ရှားရှားရွေးချယ်ရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင် OH ရှမ်းမီနဲ့ပတ်သက်လို့ရှိရင်စောက်လို့ရှင်းနေ OH ရှမ်းမီဝယ်တာမျိုးပြောင်းတာမျိုးရွှေ့တာမျိုးလေးတွေအတွက်အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့ရှေ့တို့ဆောင်ရရန်လိုအပ်ပြီးတော့ငကိုကအမှုကိစ္စတွေမိသားစုကိစ္စတွေအမွေကိစ္စတွေရုံးကလနာကိစ္စတွေတန်းဟန်ဖြစ်နေတာတွေမပြီးမပြတ်သေးသောကိစ္စတွေမှာပြီးပြတ်ပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းတဲ့ဘက်ကိုရရှိစေမဲ့အတွက်တော့ရုံးကိစ္စရဲကိစ္စယာလူကိစ္စအလုပ်ကိုင်ကိစ္စအမှုကိစ္စအဝဝကိုလည်းရှေ့တို့ဥဆောင်ဆောင်ရရင်အားသာပြီးတော့တိုးတက်ပြီးတော့အဆုံးသတ်မဲ့ကာလအဆုံးဖြတ်တိတိကျကျပေါ်မယ်လားဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ထို့အတူပဲစံစီစေးစားစားတတ်ကုန်နဲ့ပတ်သက်တာတွေဈေးကောင်းတက်ပါတာမျိုးလေးတွေများစွာဖြစ်ထွန်းတတ်တာမျိုးလေးတွေရှေ့တို့ဆောင်ရရလှုပ်ဆောင်နေတာမျိုးလေးတွေအကျိုးပေးသလိုစက်ပစ္စည်းတို့စမ်းတို့စဘာတို့မှာပို့ပြီးတော့တူလောင်ထားတာမျိုးကောက်ပဲသီးနှံလေးစနလို့စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေအစရှိတဲ့အရာလေးတွေမှာလည်းတူလောင်ထားတာမျိုးစုဆောင်းထားတာမျိုးတွေကအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်လို့လက်ရှိမှာဈေးပါပေမဲ့ဈေးတက်လာတာမျိုးလေးတွေအားသာတက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ရင်စက်ပစ္စည်းနဲ့ပတ်သက်တာတွေအရာဝင်များစွာဖြစ်ထွန်းတဲ့ကာလဖြစ်ပြီးတော့စက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေတည်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကုန်စည်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တိုးပြီးတော့ကုန်လမ်းခရီးသွားလေးတွေမှာလည်းရှေ့တိုးပြီးတော့ကုတန်းရောင်းဝယ်ဖောက်လို့ရှင်မှုတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ထို့အတူရွှေလက်ဝတ်လက်စားအလှကုန်ပစ္စည်းတွေအထည်အလိပ်တွေဈေးကျတက်တယ်လို့ဈေးမငြိမ်မသက်ဖြစ်ခြင်းမျိုးတွေအကြဘက်ကိုများစွာဥတည်နေတာမျိုးတွေကြုံရတတ်သောလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့သတိမိမိတို့ရဲ့လိုအပ်တဲ့လိုအသုံးချအကြံဉာဏ်ပေးရန်လိုအပ်ပါတယ်ထို့အပြင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေလူအများနဲ့ပတ်သက်တာမျိုးလေးတွေထီ
စရှိတဲ့အရာအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေဖျားတဲ့ကျောင်းကန်ဆောက်ဇီရီဆောက်ဘာသာရေးဆိုင်ရာပရိုက်တာလုပ်ငန်းလေးတွေအပျော်ပန်းနဲ့ပတ်သက်တာမျိုးလေးတွေဘာသာရေးတို့ festival တို့ရိုးရာတို့ entertainment တို့နဲ့ပတ်သက်တာမျိုးဗကြီးပခုဗေဒင်ဗေဒစံကြံတရုပ်ဆောင်အနုပညာ social media နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့မိတ်ဆွေတို့လည်းချိတို့ဆောင်ရချင်းအမြန်များပို့ရတာမျိုးထင်ပေါ်ကြော်ကြားတာမျိုးတွေပုံမူပြီးတော့ငကူကားတဲ့ထွန်းတောက်အောင်မြင်ပြီးတော့အများရဲ့အဖွဲ့အစည်းရဲ့အားကိုးခြင်းအားထားခြင်းအထင်ကြီးခြင်းဂုဏ်သတင်းကြီးခြင်းတွေကြော်စောခြင်းတွေကြုံရတတ်တဲ့အတွက်တော့ဆိုင်းမုတ်တင်ခြင်းအမိပေးခြင်းဆိုင်ရာကိစ္စလေးတွေမှာချိတို့ဆောင်ရချင်းဆိုင်းမုတ်နဲ့ပတ်သက်တာတွေအမိခံလို့တာမျိုးအမိပေးတာမျိုးလေးတွေမှာမိတ်ဆွေတို့ထင်ပေါ်ကြော်စောခြင်းအနုပညာအဆူတော်နဲ့ပတ်သက်တာမျိုးတွေမှာလည်းဒီကာလမှာစီးရီးထွက်တာမျိုးဒါမျိုးလေးတွေအမိပေးခြင်းလောက်တာမျိုးစုံဖြတ်ဆောင်ရွက်တာမျိုးလေးတွေထင်ပေါ်ကြော်စောမှုအဟုန်ရရှိစေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ချိတို့ဆောင်ရွက်ရတော့အားသာကောင်းမှုပြီးတော့ကံကောင်းစီပြီးအဖွဲ့အစည်းအများဆိုင်ရာတွေမှာပါတီတို့အမတ်နိုင်ငံရေးတို့အစရှိတဲ့အရာလေးတွေအဖွဲ့အစည်းတို့အသင်းဖွဲ့တို့နဲ့ပတ်သက်လူအများကကိုယ့်ရဲ့ဩဇာအာဏာကိုတက်ရောက်ခြင်းဆွမ်းနာလို့အဖွဲ့အစည်းတို့အစိုးရတို့အများတို့နဲ့ပတ်သက်တာမျိုးလေးတွေမိမိတို့ရဲ့လုပ်ငန်းဝင်အလုပ်တွေမှာမိမိရဲ့တွေးခေါ်ကြံစည်လေးတွေကိုဆရာကြီးလောက်တာမျိုး share လောက်တာမျိုးလေးတွေဟာမိတ်ဆွေတို့ကံကိုတိုးတက်ပြီးတော့များပြုလုပ်တင်တော့လားထင်ပေါ်ကြော်စောခြင်းတွေများစွာရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါတယ်ဒီလအတွင်းမှာငွေကြီးနဲ့ပတ်သက်ရင်အနှဲငယ်ကံအားတက်လာတယ်လို့ကန်စရာလေးတွေမှာပိတ်ပင်ဟန်တာမှုလေးကနေပြန်လဲပွင့်နိုင်ပြီးတဲ့အခါရွှေနဲ့ဒေါ်လာစီးတွေအနှဲငယ်ကျတတ်တော့ဘက်ကိုရောက်ရှိတတ်ပါတယ်အရှိနဲ့ပတ်သက်လာရင်တော့လူငယ်တွေမြစ်တာရေးစံအမှန်အားသာကောင်းမှုပြီးတော့ရှစ်သူရတာမျိုးရီးစားရတာမျိုးလေးတွေရီးစားလဲရအိမ်အောင်လဲကြဖြစ်တာမျိုးလေးတွေအားသာပြီးတော့ခါကြတော့ကောင်းမွန်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်ထို့ပြင်မဲ့ငဘုကသမီးစားတွေအနေနဲ့ငဘုကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးလေးတွေမှာဒီကာလမှာအဲ့ဒီကာလကိုရက်စဲပြတ်စဲပြီးတော့အိမ်အောင်ယူခြင်းစိတ်ဆက်ခြင်းတိုင်ပင်ခြင်းဘဝတစ်တစ်ခုအနာဂတ်တစ်ခုကိုဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းလူကြီးမိဘထိန်းမြမင်္ဂလာပြုလုပ်ခြင်းတွေတရွာမပြောင်းသူကောဆွမ်းနာကိုယောက်ျားနောက်လိုက်ရှင်လဲလိုက်သွားကြဆိုတော့ဒီလိုမျိုးလေးပေါ့နော်အိမ်အောင်ယူခြင်းလေးတွေအတွက်တော့အားသာပြီးတော့ကြီးစားဘဝကိုရက်လို့နှလွာပေါင်းမှတိရွက်ဆိုတဲ့အတိုင်းအိမ်အောင်ပဲစိတ်ဆက်လက်ထပ်ခြင်းမျိုးတွေအားသာကောင်းမှုပြီးတော့ကြီးစားကမိမိရဲ့ရှစ်တော်မြန်လို့တော့သူကနေကိုယ့်ကိုလက်ထပ်ခွင့်တောင်းခံရတာမျိုးတွေကြုံရတတ်တယ်လို့အိမ်အောင်ပြုမယ်မင်္ဂလာဆောင်မယ်ဆိုလဲဆရာငယ်နာမင်္ဂလာရက်လာယူလို့ရအောင်ထပ်လောင်း marketing ဆင်းလိုက်တယ်ကောင်းပြီဆိုတော့ထို့အတူမိတ်ဆွေတို့နဲ့နှစ်ပေါင်း100တက်ရှိကြမှာဘူးဆရာငယ်နာမင်္ဂလာရက်ရွေးစုဆိုတော့ဒီလိုလေးပေါ့နော်နောက်တာပါနော်ကောင်းပြီမိတ်ဆွေတို့အိမ်အောင်ပြုစိတ်ဆက်လက်ထပ်မင်္ဂလာပြုလို့ရရင်တော့အားသာကောင်းမှုတိုးတက်နိုင်ပါတယ်အိမ်အောင်ရှင်အိမ်အောင်ဘတ်မှန်ပူဇာမှန်ချစ်သူမှန်ရီးစားမှန်တို့မဟုတ်လို့ရှိရင်မိမိရဲ့အနာဂတ်အတိတ်ကရေစက်တဲ့အမှန်တွေနဲ့စုံစည်းရတတ်ပြီးတော့မပြီးမပြတ်တန်းလန်းတွေကိုဖြတ်ထုတ်ရက်စဲပြီးတော့ကြီးစားတဲ့ချစ်သူတဲ့နဲ့ဆုံးဖြတ်ခြင်းဆောင်ရွက်ခြင်းတွေဒုတိယပေါ်လာကနေပထမဆိုတာဟာနတ်တဲ့မိနိုင်လို့ဒီလိုမျိုးလေးတွေဆုံးဖြတ်ပြီးတော့တေချာကိုရွေးချယ်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်အိမ်အောင်ရှင်များဖို့အိမ်အောင်ကြီးမှာဒီကာလဟာဒီလဟာ12လပိုင်းဟာအစင်မပြေနိုင်ကြမရှိဘူးတကယ်လို့အစင်မပြေလာခဲ့ရင်လေမိတ်ဆွေတို့ရဲ့အိမ်အောင်ကြီးမှာတဦးတယောက်တစ်စုံတစ်ယောက်ရဲ့အကြောင်းပြုပြီးတော့အစင်မပြေခြင်းတွေနားလည်မှုလွဲခြင်းတွေဒါကြုံရနိုင်တယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အိမ်အောင်ကြီးနဲ့ပတ်သက်လာရင်မိမိတို့အနေနဲ့မိမိတို့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ထပ်လွဲရင်ကျန်တဲ့သူကိုမယုံပါနဲ့မိမိတို့ရဲ့အတွင်းရေးကိစ္စမိမိရဲ့အိမ်အောင်ဘက်ကိစ္စလေးတွေမှာဖွင့်ပြောတိုင်ပင်ကမှပြဿနာကတော့ကစားလေးတွေပေါ်လာတာမျိုးလေးတွေဖြစ်ရတဲ့အတွက်မိတ်ဆွေတို့အနေနဲ့အိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ကိုယ့်ယောက်ျားကိုယ့်ရဲ့မိန်းမကတော့ကျန်တဲ့သူမယုံပါနဲ့နေ့ဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုတာမျိုးနေ့အမေကြောင့်ငါအမေကြောင့်ဆိုတာမျိုးလေးတွေဂျားလို့တူတယောက်ကိုအကြောင်းပြီးဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့ဒီလိုတိုင်ပင်မိကမှမိမိကယုံကြည်လို့တိုင်ပင်ကမှမိမိရဲ့အိမ်တွင်းရေးကိစ္စတွေကိုတပုတ်လေလွယ်မဟုတ်တရားဆွဆွဲပြောဆိုခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဂုဏ်သတင်းမကောင်းမှုလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိမိတို့ရဲ့အိမ်တွင်းရေးမှာအိမ်တွင်းရေးဆိုတဲ့အတိုင်းအိမ်အပြင်ကိုမရောက်စေဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါတယ်အိမ်အောင်ရှင်တဘူကခပ်ပွေပွေခတ်ချုပ်ချုပ်အိမ်အောင်ရှင်များကတော့ဘူးပေါ်တယ်လို့ပေါ်တတ်ပြီးတော့မထင်မှဖဲအရှုံနောင်ပေါ်ခြင်းတွေအရှုံနောင်ဖြစ်ခြင်းတွေကြုံရတဲ့အတွက်တော့ဒီလိုရှုပ်တဲ့ကောင်တော့သွားပေါ့ကောင်းပြီဆိုတော့နောက်တာပါဖြုတ်ထားတာလေးအားလုံးရှင်းကြပေါ့ဒီ12လပိုင်းပြမှာဆိုရင်မိတ်ဆွေတို့နဲ့ဒီလတာပြမှာဆိုရင်အကျိုးပေးသောနေသားများအနေနဲ့ဆိုရင်အင်္ဂါသားသမီးတောက်ကြသားသမီးဗုဒ္ဓဖူးသားသမီးတို့အင်္ဂါနေ့တောက်ကြနေ့ဗုဒ္ဓဖူးနေ့တွေမှာလုပ်တဲ့အခါမှာတတိပြုဆင်ញင်ပြီးတော့အရေးကြီးတဲ့ကိစ္စလေးတွေကိုတတိထားဆင်ញင်ပြီးတော့ပြုမှုဆောင်ရရန်အတွက်လိုအပ်ပြီးတော့အင်္ဂါနေ့တို့တောက်ကြနေ့တို့ဗုဒ္ဓဖူးရက်တို့ဒီလိုအင်္ဂါသားသမီးတို့တောက်ကြသားသမီးတို့ဗုဒ္ဓဖူးသားသမီးတို့များကိုအတက်နိုင်ဆုံးမိမိနဲ့သူတို့ကဒုက္ခပေးမှာတော့မဟုတ်ဘူးအတက်နိုင်ဆုံးတတိပြုဆင်ញင်ပြီးတော့လှုပ်ဆောင်ရန်လိုအပ်ကြောင်းနဲ့အခက်အခဲကြက်တယ်လေးတွေပေါ်တက်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေစက်တူလုပ်ငန်းတွေငွေကြီးအာမခံဆိုင်ရာလုပ်ငန်းတွေအစုဆယ်ရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့အမှန်ကိုတတိထားဆင်ញင်ရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါတယ်ဒီလတာတော့ဒီမှာဆိုရင်တော့တနင်္လာနံနဲ့စတော့ຢာတွေ
စနေနန်းတို့ဂျာဇာဗီနန်းတို့အင်မတန်အားကောင်းပြီးတော့ကံကောင်းစီတဲ့ပြင်တနင်္လာသားသမီးစနေသားသမီးဂျာဇာဗီသားသမီးတို့တနင်္လာရက်စနေရက်ဂျာဇာဗီရက်ဒီမှာအရေးကြီးသောကိစ္စတွေကိုတိုးချက်ဆောင်ရွက်လို့ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်နှစ်ကဏ္ဍ9ကဏ္ဍ0ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုနှစ်9 3ညကဏ္ဍလေးတွေဟာရှယ်ကဏ္ဍပြီးတာမဟုတ်နော်နှစ်9 3ညကဏ္ဍလေးတွေထိုးကျင်လဲထိုးပေါ့ပေါ့ဝင်ဆရာရမှာဟုတ်နော်ဆရာတော့မထိုးပတ်စံကုန်ဆိုလို့နောက်ကောင်းပြီနော်နှစ်ကဏ္ဍ9ကဏ္ဍ9ကဏ္ဍတို့2ရက်နေ့တို့9ရက်နေ့တို့28ရက်နေ့တို့25ရက်နေ့တို့20ရက်နေ့တို့ဟာမိတ်ဆွေတို့အကျိုးပေးကံကောင်းစီပြီးအကျိုးပေးသောအရာအနေနဲ့ဆိုရင်လိမ္မော်ရောင်မိခိုးရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသောကာလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလကာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာ12လပိုင်း9ရက်10ရက်20ရက်နေ့တွေကိုရှေ့တူဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့ကြိုးစားသမျှအောင်မြင်သမျှစီစဉ်သမျှအကောင့်ထဲပေါ်မဲ့ကာလဖြစ်ပါတယ်ဒီလကတော့ဒီမှာဆိုရင်အိမ်ဆောက်ပနက်ရရေတွင်းတူလို့တဲ့မိတ်ဆွေများအင်္ဂလိပ်လိုပဲပြောပါမယ်ဒီဇင်ဘာလ10ရက်25ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ပါအိမ်အောင်ပြုစစ်ဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေများကိုဒီရက်12လပိုင်းဒီမှာဆိုရင်ဒီဇင်ဘာလ1ရက်နေ့21ရက်နေ့ဒီမှာအိမ်အောင်ပြုချင်းစစ်ဆက်ခြင်းတွေကအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ရှင်ပြုရဟန်းခံအိမ်တက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်မိတ်ဆွေများဒီလကတော့ဒီမှာဆိုရင်25ရက်18ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်ပါတယ်ဒီလကတော့ဒီမှာဆိုရင်မိမိတို့လိုရာကိစ္စမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်လက်ဖြစ်ခုတ်လဝါပြီးသွားတာမျိုးလက်ပြောက်ကလေးမိသွန်တောက်တီးပြီးတော့ပြောဆိုလိုက်ကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိစေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေရအတွက်ရေရာအနေနဲ့ဆိုရင်တော့ပဋ္ဌာန်းစာအုပ်တို့ပရိတ်စာအုပ်တို့ဘာသာရေးဆိုင်ရာစာအုပ်ကလေးတွေခက်များများဖြန့်ဝေခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းပြုလုပ်ရမယ့်အဋ္ဌံအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့တော့ဟိုအဆက်ဆက်ရအောင်မြင်တိုးတက်စေပြီးကံကောင်းစေရန်အတွက်အဋ္ဌံပြုလို့တပါဆိုရင်တော့မင်္ဂလာတုတ်ကိုတစ်နေ့ကိုမိမိတို့နိုင်ရလေးတွေရွတ်ပြီးတော့မိမိတို့တက်စိတ်ကလေးပဲဝင်မိမိတို့17ရက်ပဲဝင်တက်ဆိုင်ရမိမိတို့တရက်ပဲရွတ်ဗျာမင်္ဂလာတုတ်တွေကိုခံများများမိမိတို့နဲ့ရွတ်ဆိုဆောင်ရွက်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အစီအမံပါအသေးချာပဲဖြစ်တယ်ဒီ2025ခုနှစ်12လပိုင်းအတွက်စကားလက်ဆောင်တစ်ခုဆရာပေးခြင်းပါတယ်ဒါနဲ့မပြောမိမှာဆရာပုံစံလေးပြောင်းပြီးဟောပြထားပါတယ်ဆိုတော့12လပိုင်းတော့စကားလက်ဆောင်မပြောမိမှာ31ရက်12လ Happy New Year နေ့ကတော့ဆရာငယ်မွေးနေ့ဆိုတော့ဆရာမိတ်ဆွေများမွေးနေ့လက်ဆောင်လေးလက်ဆက်ခံနေပြီအော်ဒါမှာလို့ရအော်ဒါတင်လို့ရပြီဆိုတာနောက်တာပါ31ရက်12လကတော့မိတ်ဆွေတို့နဲ့ဒီကိကာလတော့ဒီမှာဆိုဆရာကဟောစတန်ကြီးတွေပြက်ကလေးရတွေအမိတ်ပြန်နိုင်ရတွေဆရာပြောတယ်မိတ်ဆွေတို့တချို့မိတ်ဆွေများမသိလို့ရှိရင်လည်းဆိုရှယ်မှာပဲရိုက်ချလိုက်ပါအမိတ်ပြန်နိုင်ရတွေတို့ပါတော့တကယ်လို့မဟုတ်ရင်လည်းမသိဘူးဆိုရင်လည်းဆရာတိကျတပုတ်ရှင်းစီဖြစ်စေ like လေးတိကျဖြစ်ဖြစ်ဆရာပြန်လွှင့်ပေးမှဆိုတဲ့အကြောင်းနဲ့ဆရာရဲ့ဆရာငယ်ပြီးတဲ့ Facebook page ကိုဖြစ်ဖြစ်YouTube မှာဖြစ်ဖြစ်စောင့်ကြည့်ပေးဖို့လိုအပ်ကြောင်းဆရာထပ်လောင်းပြောရင်းနဲ့ဒီ2025ခုနှစ်အတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရတော့မိတ်ဆွေများခင်ဗျာတခါလေးမှကျွန်တော်တို့တွေကအမှန်တရားတွေကိုလှုပ်ဆောင်ကြတယ်။ကိုမှန်ပြီဆိုရင်တခြားလူတွေကိုမားတယ်လို့မြင်တတ်ကြပါတယ်။တကယ်တော့ဗျာ1နဲ့3နဲ့ပေါင်းခြင်းဟာ4ဆိုတာမှန်ပါတယ်ခင်ဗျာ။သို့တော့ကိုမှန်တိုင်း2နဲ့ပေါင်းခြင်းဟာလည်း4ဖြစ်နိုင်တယ်လို့9ထဲကနေ1နှုတ်ရင်လည်း4ဖြစ်နိုင်ပါတယ်။2နဲ့မြောက်ရင်လည်း4ဖြစ်နိုင်တာ။ဒါကြောင့်မလို့တခါလေးမှကိုကမှန်တယ်ဆိုတိုင်းတစ်ဖက်အရာတွေကမားမနေတတ်ကြောင်းနဲ့တစ်ဖက်အရာတွေကလည်းမှန်နေတိုင်းနဲ့ကိုဟာကိုတွက်ချတယ်ကိုရဲ့အုံနောက်ညံဟာမမားကြောင်းနဲ့တစ်ဖက်ကနေပြီးတော့မှန်တယ်ဆိုတိုင်းနဲ့လက်မခံတဲ့ကြောင်းနဲ့ကိုရဲ့အမှန်တရားဟာလည်းတစ်ဖက်လူရဲ့အမြင်မှာလည်းမားမနေတတ်ကြောင်းဆရာထလောက်စကားလက်ဆောင်လေးလေးလေးနက်နက်ပြောလိုက်ပါတယ်နောက်တစ်ခုထပ်ပြီးကြပါသေးတယ်နှစ်တွေလည်းကုန်လာပြီလတွေလည်းပြောင်းလာပြီအခုတစ်နှစ်ပြီးတစ်နှစ်တရက်ပြီးတရက်နဲ့မိတ်ဆွေတို့ဘာကိုမျောလင့်နေရတော့အုံဖွားဟလာဝိနာကန်တာဝေကျွေးပါလာရဲ့ဆရာငယ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်အုံဖွားနဲ့မပြောက်ဘူးရေရာရှိလို့မပြောက်ပါဘူးခင်ဗျလောကမှာအကောင်းဆုံးရေရာဟာဖယားတရားတန်ဃာတိဟူသောရေနာမြတ်သုံးပါးကလွဲရင်ဒီဘဝတွေမှာကနံဘဝတွေနဲ့အေးချမ်းကြောင်းနဲ့ဒီဖယားတရားတန်ဃာတိဟူသောရေနာမြတ်သုံးပါးဟာလောကတွေအကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးရေရာဖြစ်ကြောင်းပြောရင်းနဲ့ဆရာငယ်မိတ်ဆွေများ2025ခုနှစ်ဒီဇင်ဘာလမှာသို့မဟုတ်2025နောက်ဆုံးလရဲ့ဒီဇင်ဘာလဟာမိတ်ဆွေတို့ရဲ့အစိုးညံ့တွေဟာဒီတလတာရဲ့အတွင်းမှာပဲဟလားဆွမ်းနာလို့ပေါ့အစိုးညံ့တွေကိုကုံစင်ပြီးဒီရဲ့နောက်ဆုံးလကစလို့လာမယ့်နေ့ရက်တိုင်းမှာအောင်မြင်တိုးတက်လို့ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတကူလက်ဝေဖြိုးလို့အောင်မြင်ကြပါစေဆရာကတော့ဆရာရဲ့ဒီတစ်နှစ်တာကုံစင်မဲ့တစ်နှစ်တာပြင်မှာကျွန်တော်လက်ပြလုံးပါတယ်ကျွန်တော်လူတဦးတယောက်ပေါ်မှာဒုက္ခပေးတာမျိုးတွေထိခိုက်အောင်လုပ်တာမျိုးတွေအတွက်တော့ကျွန်တော်ရဲ့အတိမှာတော့မလုပ်ခဲ့တဲ့အတွက်အတက်နိုင်လို့ကျွန်တော်ဟာလည်းလက်ပြလုံးနဲ့နှစ်ဖြစ်ခဲ့ပါတယ်ဆိုတော့2026မှာရောဘာဒီကံကောင်းလာမလဲဆိုတော့ဆရာကိုစောင့်ကြည့်ပေးပါဦးဆိုတဲ့အကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ကိုလည်းပြန်ပြီးဖို့လိုအပ်ကြောင်းနဲ့ကိုယ်တိုင်ရောကောင်းခဲ့ရလား
အစင်ပြေခဲ့ရလားဆိုတာပြောလိုက်ပါအစင်မပြေမှုတွေကိုလည်းမပြစ်မတင်ပါနဲ့ကိုဒါဟာမှားခဲ့တယ်လို့မမြင်ပါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့မဆိုးအောင်နဲ့စူးစမ်းရင်းနဲ့ဆရာတို့2026ကိုကြိုးဆိုလိုက်ကြအောင်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဆရာရဲ့မိတ်ဆွေတွေအားလုံးရတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်လို့တက်နေတကူလက်ဝေဖြိုးလို့အောင်မြင်မှုတွေလေးပိုင်ဆိုင်လို့အောင်ခြင်းတွေမှန်သမျှရရှိပြီးတဲ့အခါအစိုးရမရှိပဲအောင်မြင်ကြပါစေကြောင်းဆုတောင်းရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ